ယနေ့ကမ္ဘာမှာအရှိအလဲပိုင်းဒေသဟာစစ်ရေးတင်းမာမှုတွေစွမ်းအင်အကျက်အတဲတွေကြောင့်အမြဲတမ်းစိုးရင်စရာဖြစ်နေပါတယ်။ရေနံနဲ့သဘာဝဓာတ်ငွေ့လိုစွမ်းအင်အရင်မြစ်တွေကြောင့်နိုင်ငံကြီးတွေကအပြိုင်ဆိုင်ဝယ်ယူနေကြပြီးတချို့နိုင်ငံတွေဆိုရင်စွမ်းအင်မလုံလောက်မှုကြောင့်စီးပွားရေးထိခိုက်နေရပါတယ်။ဒါပေမဲ့ဒီလိုအခြေအနေအတွင်းမှာကာတာနိုင်ငံကတော့မတူညီတဲ့နေရာမှာရပ်တည်နေပါတယ်။ကာတာဟာကမ္ဘာအကြီးဆုံးသဘာဝဓာတ်ငွေ့ထုတ်လုပ်တဲ့နိုင်ငံတွေကတစ်ခုထည်ပြီးသူ့မှာရှိတဲ့ရေနံနဲ့ဓာတ်ငွေ့တယံဇာတာတွေကနှစ်ပေါင်းများစွာအသုံးပြုလို့ရအောင်လုံလောက်ပါတယ်။ဒါကြောင့်တခြားနိုင်ငံတွေလိုစွမ်းအင်အတွက်စိုးရိမ်စရာမလိုပါဘူး။အဲ့ဒီအစားကာတာလသူ့ရဲ့စွမ်းအင်ကိုကမ္ဘာဈေးကွက်ထဲရောင်းချပြီးဝင်ငွေအများကြီးရရှိနေပါတယ်။ဒီဝင်ငွေတွေကြောင့်ကာတာနိုင်ငံသားတွေဟာအလွန်မြင့်မားတဲ့လူနေမှုအဆင့်ကိုရရှိနေပါတယ်။လမ်းတွေအဆောက်အဦတွေပညာရေးနဲ့ကျန်းမာရေးစနစ်တွေကလည်းကမ္ဘာအဆင့်မီအောင်တည်ဆောက်ထားပါလေ။တချို့နိုင်ငံတွေမှာလူတွေအလုပ်ရှာဖို့ခက်ခဲနေချိန်မှာကာတာမှာတော့နိုင်ငံခြားအလုပ်သမားတွေတောင်အများပြလာရောက်လုပ်ကိုင်နေကြပါတယ်။ဒါပေမဲ့ဒီကျွဲဝမှုရဲ့နောက်ွယ်မှာလည်းစွမ်းအင်အပေါ်အလွန်မူတည်နေမှုဆိုတဲ့စိန်ခေါ်မှုရှိနေပါတယ်။အနာဂတ်မှာကမ္ဘာကြီးက renewable energy တွေဘက်ကိုပြောင်းလဲလာရင်ကာတာအကလည်းပြောင်းလဲမှုလိုအပ်လာနိုင်ပါတယ်။နောက်ဆုံးအနေနဲ့ကာတာဟာသိငယ်ပေမဲ့ကမ္ဘာစွမ်းအင်ဈေးကွက်မှာအရေးပါတဲ့နိုင်ငံတစ်ခုဖြစ်ပြီးယနေ့ကမ္ဘာအရှုပ်ရှင်းကြားမှာတည်ငြိမ်ပြီးကျွဲဝမှုမြင့်မားနေစေဖြစ်ပါတယ် တင်ရောဒီလိုနိုင်ငံမှာနေကျင်လားဖြေခဲ့ကြပါဦး